ပွားရတဲ့ e-football ကောက်တွေကို Konami ID ဘယ်လိုတင်ရမလဲမင်းနေသူတွေအတွက်ပြောပြပေးခြင်းဖြစ်ပါတယ်။နားလည်အောင်လို့အစားဆုံးကိုတေချာလေးကြည့်ပေးသွားပါ။ Konami ID တင်ဖို့အတွက်ဆိုရင် Chrome မှာပွားပြရမှာဖြစ်တဲ့အတွက် Chrome မှာပွားပေးလိုက်ပါ။ကျွန်တော်ကနံပါတ်3ကွက်က e-football အကောင့်ကို Konami ID ချိတ်ပြမှာဖြစ်တဲ့အတွက်နံပါတ်3ကွက်က Chrome ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့အခုပွားလိုက်တဲ့ Chrome နဲ့ကိုတစ်ချက်ဝင်ကြည့်ပေးပါ။အထက်ရောက်ပြီဆိုရင်တော့ဘာမှမနေဘဲနဲ့ပြန်ထွက်လိုက်ပါ။ပြီးရင်တော့ Konami ID ချိတ်မဲ့နံပါတ်3ကွက်က e-football အကောင့်တွေကိုဝင်ပေးရမှာဖြစ်ပါတယ်။ e-football အကောင့်တွေကိုရောက်ပြီဆိုရင်ကျွန်တော်တို့ပထမအဆုံး address ကိုနှိပ်ပြီးရင် support ကိုနှိပ်ပြီးရင်တော့ net data ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။အခုကျွန်တော်တို့တွေ့နေရတာကတော့အပေါ်ကGoogle link ချိန်ထားပြပြီးတော့အောက်က Konami ID တင်မှာဖြစ်ပါတယ်ကျွန်တော်တို့က Konami ID ကိုရွေးချယ်ပေးရပါမယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ကိုပွားထားတဲ့ Chrome နဲ့ original Chrome ကိုပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကပွားထားတဲ့ Chrome ကိုဝင်ရမှာဖြစ်တဲ့အတွက်အပေါ်က Chrome မှာကြည့်ပြီးအကောင့်ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ state sign out ကိုပဲရွေးချယ်ပေးလိုက်ပါပြီးရင်တော့ browse ကိုနှိပ်ပြီးရင်တော့ register email address and password as new user ဆိုတဲ့အပေါ်အပြားကွက်လေးကိုပဲနှိပ်ပေးပါပြီးရင်တော့ region နေရာမှာကိုကြိုက်တဲ့ region ကိုရွေးချယ်ပေးလို့ရပါတယ်ကျွန်တော်ကတော့မြန်မာပဲထားလိုက်ပါမယ်ပြီးရင်တော့ဒီနေရာမှာ brother တို့ရဲ့ birthday ကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ brother တို့ရဲ့ Konami ID ချိန်မဲ့ Gmail ကိုထည့်ပေးပါအောက်ကနေရာမှာတော့ password ထည့်အမှန်ကြလေးတွေချပေးပြီး name ကိုနှိပ်ပေးပါပြီးရင် agree ကိုနှိပ်ပေးပါကြားလာမယ့်ကုန်းချော်လုံးတော့ Gmail တွေကိုတွားကြည့်ပေးပါပြီးရင်တော့ Konami က Gmail တွေကိုစာတစ်စောင်ပို့လာပါလိမ့်မယ်အထက်ကိုဝင်ပြီးတော့ကုန်းနံပါတ်ကို copy လေးယူပေးပါပြီးရင်တော့ Chrome နဲ့ကိုပြန်သွားပြီးတော့ copy ယူလာတဲ့ကုန်းချော်လုံးကိုထည့်ပေးပြီးတော့ name ကိုနှိပ်ပေးပါနောက်ဆုံးအဆင့်အနေနဲ့ I accept the tin နဲ့ by checking this box I agree to the privacy policy ဆိုတဲ့နေရာမှာအမှန်ကြလေးချပေးပြီးတော့အဆက်ကိုနှိပ်ပေးပါဒါဆိုရင်တော့ brother တို့တင်နေတဲ့ Konami ID ကိုချိတ်သွားပြီဖြစ်ပါတယ်ပြန်ထွက်ပြီးတော့ပြန်ဝင်ကြည့်ကြည့်ပါကဲဒါဆိုရင်တော့တေချာပေါက် Konami ID ချိတ်သွားပြီဖြစ်ပါတယ်အားလုံးနားလည်ကြမယ်လို့မျှော်လင့်ပါတယ်